မင်္ဂလာပါကျွန်တော်နာမည် Lucas ဖြစ်ပါတယ်ဒီနေ့ DV စစ်တဲ့နေ့ကိုလုပ်ပြန်မှာဖြစ်ပါတယ်အရင်ဆုံး DV စစ်မဲ့ link တွေကိုဝင်လိုက်လို့ရှိရင်ဒီစာမျက်နှာစီရောက်သွားလိမ့်မယ်အဲ့ဒီထဲမှာ chat status ကို click လုပ်မယ်အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင် welcome ဆိုတဲ့စာမျက်နှာစီရောက်သွားလိမ့်မယ်အဲ့ဒီထဲက continue ကိုနှိပ်မယ်နှိပ်လိုက်လို့ရှိရင် DV စစ်မဲ့အချက်လက်တွေထည့်ရတဲ့စာမျက်နှာစီရောက်သွားလိမ့်မယ်အရင်ဆုံးဒီထဲက confirmation မှန်အောင် confirmation number ကိုမှန်အောင်ထည့်မယ်ဒီ confirmation number ဒီကို DV ထိုးတော့ရလာတဲ့ number ဖြစ်တယ်အဲ့တော့ထိုးထားတဲ့စာရွက်ဒါမှမဟုတ် screenshot ထဲမှာတေချာကြည့်မယ်မှန်အောင်ဖြည့်မယ်เนาะအဲ့ number ကိုမှန်အောင်ဖြည့်မယ်နောက်ပြီးတော့ last name ဒါမှမဟုတ် family name ကိုထည့်ရမယ်ခေကွာအဲ့ဒါမသိဘူးဆိုရင်စောနာထိုးထားတဲ့စာရွက်ဒါမှမဟုတ် screenshot ထဲမှာတေချာကြည့်မယ်နာမည်ကောမာနာမည်ဆိုပြီးတော့ပေါ်နေလိမ့်မယ်အဲ့ကောမာရှိကနာမည်ဒီကိုယ့်ရဲ့ last name ဒါမှမဟုတ် family name ဖြစ်တယ်အဲ့တော့အဲ့ဒါကိုဒီ comma ရှေ့ကနာမည်ကိုဒီထဲမှာမှန်အောင်ထည့်မယ်ပြီးရင်ကိုမွေးတဲ့ခုနှစ်ကိုမှန်အောင်ထည့်မယ်အဲ့ဒါပြီးလို့ရှိရင်အဲ့ဒီကိုစစ်တဲ့ချိန်မှာပေါ်တဲ့ဒီစကလုံးကိုထည့်မယ်နော်ဒီမှာကြတော့ဒီလိုမျိုးဒီ UT ဘာညာပေါ်နေပေမဲ့တကယ်တမ်းကျရင်ကိုစစ်နေတဲ့စာမျက်နှာအဲ့လိုပေါ်တာမဟုတ်တခြားလောစာစကလုံးတွေပေါ်နေလိမ့်မယ်အဲ့ဒီစကလုံးကိုမှန်အောင်ထည့်မယ်ပြီးရင် submit ကိုနှိပ်မယ်ဒီ submit ကိုနှိပ်လိုက်လို့ရှိရင်ဒီလိုလင်းရုံနဲ့ပေါ်လာပြီဆိုလို့ရှိရင်ဒါကံကောင်းပြီပဲเนาะဒါ DV ပေါက်ပြီဆိုတာကိုပြောတာဖြစ်ပါတယ်အဲ့ဒီစာမျက်နှာရဲ့အောက်ကိုဆွဲကြလိုက်လို့ရှိရင်ဒီမှာ case number ဆိုတာပါတယ်ဒီ case number ပေါ့နော်ဒီ case number ဒီကိုယ့်ရဲ့DV ပေါက်တဲ့ number ဖြစ်တယ်အဲ့တော့တေချာမှတ်ထားရမယ်သူကဒီ DS 260 ဖောင်ဖြည့်တဲ့အခါမျိုးတိုင်ရုံးကို email ပို့တဲ့အခါမျိုး KCC ကို email ပို့တဲ့အခါကျရင်ဒီနံပါတ်ကိုသုံးရပါတယ်အဲ့တော့ဒီ2026မှာပေါ့နော်2026เนาะ2029မှာပေါ့ရင်2029ဆိုပြီးပေါ်လိုက်မယ်ဒီ AS ကကြတော့အာရှ region ကိုပြောတာเนาะအာရှ region ကိုပြောတာအနောက်3ညရဲ့အနောက်ကကြတော့ဒီကိုယ့်ရဲ့ number ပေါ့နော်မဆိုရာကဏန်းပေါက်တဲ့လူရှိရယ်စေကဏန်းပေါက်တဲ့လူလည်းရှိရယ်ထောင်ကဏန်းတောင်းကဏန်းထိပေါက်တဲ့လူတွေရှိရယ်အကယ်၍ကိုကလင်းရုံငယ်စာရွက်မဟုတ်ဘဲနဲ့ဒီလိုမျိုး has not been selected ဆိုပြီးတော့ဒီလိုစာရွက်ဒီလိုမျိုးစာမျက်နှာကိုမြင်တော့ဒါတော့ကံမကောင်းဒါထီမပေါက်ဘူးလို့ပြောတာပေါ့နော်ဒီ DV မပေါက်ဘူးလို့ပြောတာအဲ့တော့ဒီလိုမျိုးစာမျက်နှာကိုမြင်လို့ရှိရင်တော့နောက်တစ်ချိန်ပြန်ပြီးကန်ဆယ်မှာဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးပါ